မျက်နှာချင်းဆိုင်ကမန္တလေးမျက်နှာချင်းဆိုင်ထိုင်ရင်လွမ်းလိုက်ရတာဆိုသလိုမျိုးကျုပ်ခမမန္တလေးမှာနေရင်မန္တလေးကိုပြန်လွမ်းနေရမန္တလေးဟာကျုပ်တို့မျက်စိရှိကနေ10မိနစ်အတွင်းမှာရုတ်တရက်ပျောက်ကွယ်သွားပြီးခဏအကြာမျက်လဲပြလိုက်သလိုမျိုးကျုပ်တို့မျက်စိရှိမှာတယ်အုတ်ကျိုးပုံတွေအဖြစ်နဲ့ပြန်ပေါ်လာဟာမလှလိုက်တော့ကွာကျုပ်တို့မှာအသက်ရှူရက်တန်ရမလောက်ကိုအံ့ဩရထိတ်လန့်ရသွေးပြက်ရအချို့တွေတကယ်ပဲအသက်ရှူရက်သွားကြအချို့တွေတကယ်ပဲသွေးပြက်သွားကြအချို့တွေတကယ်ပဲဘဝပြက်သွားကြကျုပ်တို့မှလေနမ်းမြို့ရိုးကိုမြင်လျက်သားနမ်းမြို့ရိုးကိုလွမ်းရကုသိုလ်တော်ကိုမြင်လျက်သားကုသိုလ်တော်ကိုလွမ်းရမဟာမုနိကိုမြင်လျက်သားမဟာမုနိကိုလွမ်းရအင်းဝကိုမြင်လျက်သားအင်းဝကိုလွမ်းရသခိုင်းကိုမြင်လျက်သားသခိုင်းကိုလွမ်းရအရာရာကိုမြင်လျက်သားနဲ့မျက်နှာချင်းဆိုင်ကြီးလွမ်းနေရတာကျုပ်တို့ကလေကျုပ်တို့မြို့လေလူစီကားတာဆိုတကယ်ตาရလို့အလဲလာတာမျိုးပဲမြင်ချင်တာအခုတော့အရင်မန္တလေးနဲ့မတူလို့အခုမန္တလေးကိုကူဖို့လာနေကြတာတဲ့ဟုတ်ကဲ့ပါခင်ဗျာတို့ကိုရောခင်ဗျားတို့ရဲ့ကျေးဇူးတွေကိုရောကျုပ်တို့မန္တလေးကကျေးဇူးတင်စွာလွမ်းနေမှာပါကျုပ်တို့ရဲ့မန္တလေးကျွန်တော်တို့ရဲ့မန္တလေးမဟုတ်ဘူးတကယ်ကတနိုင်ငံလုံးရဲ့မန္တလေးအဲ့ဒီအရင်မန္တလေးကိုပြန်ရတဲ့အခါခင်ဗျားတို့အလဲပြန်လာလဲကြပါဦးကျုပ်တို့တေချာပေါက်ပြန်ထလာပြီးအဲဝချေပုံရပါသေးမယ်ဗျာခုတော့အစင်မပြေတာလေးတွေရှိရင်လေကျင်းသာစိတ်လေးရှိထားပြီးသိခံပေးကြပါကျုပ်တို့ကိုယ်တိုင်ကကျုပ်တို့မန္တလေးကိုပြန်လွမ်းနေရလို့ပါ